အားလုံးပဲမင်္ဂလာရှိသောနေ့လေးပါဗျာကျွန်တော်ဒီနေ့မှာတော့အမေရိကန်နိုင်ငံအိမ်ပြည်တော်မှာကျင်းပမယ့် USC ပြောင်းပွဲအတွက်အမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်ကိုယ်တိုင်ဂျော်ဂျ်ဘန်ကိုဖိတ်ကြားလိုက်တဲ့အကြောင်းတင်ဆက်ပေးသွားမှာပါနှစ်ပေါင်း150ပြည့်အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့ထိမ်းအမှတ်ပွဲစဉ်အဖြစ် USC Freedom 250 Fan Fest ပွဲကြီးကိုလာမယ့်ဇွန်လ13ရက်နဲ့14ရက်နေ့တွေမှာအမေရိကန်နိုင်ငံအိမ်ပြည်တော်မှာကြီးကျယ်ခမ်းနားစွာနဲ့ကျင်းပသွားတော့မှာဖြစ်ပါတယ်အဲ့ဒီပြောင်းပွဲကြီးကိုတော့အမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်ကိုယ်တိုင်လောဘခမ်းနားနဲ့ကျင်းပသွားတော့မှာပါအဲ့ဒီ USC Freedom 250 Fan Fest ပွဲကြီးမှာ USC မှာအကောင်းဆုံးဖိုင်တာတွေဖြစ်တဲ့ Alex Pereira, Topuria, Justin Gaethje စတဲ့ထိပ်တန်းဖိုင်တာတွေရဲ့ချန်ပီယံခပတ်လူပွဲကြီးတွေကိုလည်းထည့်သွင်းကျင်းပထားတာပါဒါအပြင်အဲ့ဒီပွဲကိုတက်ရောက်ဖို့အမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်ကိုယ်တိုင် USC ထိပ်တန်းအဆင့်မြင့်ဖိုင်တာတွေကိုဖိတ်ကြားထားတာပါဆိုတော့အဲ့လိုဖိတ်ကြားခြင်းခံရတဲ့ဖိုင်တာစင်းမှာကျွန်တော်တို့မြန်မာ USC ဖလိုင်ဝိုက်တန်ချန်ပီယံလေးဂျော်ရှွာဘန်လည်းပါဝင်နေတာပါအမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်ကိုယ်တိုင်ဖိတ်ကြားခြင်းခံရတဲ့ဆိုတဲ့အခွင့်အရေးမျိုးကမြန်မာနိုင်ငံလက်ရှိသမ္မတကြီးတောင်ရှားဖို့ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်ဆိုတော့အဲ့လိုအခွင့်အရေးမျိုးကမှဂျော်ရှွာဘန်ကရရှိထားတာပါအဲ့တော့လာမယ့်ဇွန်လ13ရက်နဲ့14ရက်နေ့တွေမှာ USC နာမည်ကြီးထိပ်တန်းဖိုင်တာတွေနဲ့အတူအဲ့ဒီ USC Freedom 250 Fan Fest ပွဲကြီးကိုဂျော်ရှွာဘန်တက်ရောက်ရတော့မှလည်းဖြစ်ပါတယ်ဒါတော့အသက်24နှစ်ဆိုတဲ့ရွယ်နဲ့ USC မှာချန်ပီယံဖြစ်နေတဲ့အပြင်ချန်ပီယံခပတ်ကိုတစ်ချိန်တောင်ကာကွယ်ထားနိုင်ပြီဖြစ်တဲ့ဘန်ရဲ့အမခန်းဆွမ်းဆောင်ရည်တွေကြောင့်အခုလိုဖျားခြင်းခံရတဲ့ဆိုတာလည်းလုံးဝရှင်းပါတယ်ဂျော်ရှွာဘန်ကတော့မြန်မာကွန်ဂိုစော်ဘင်းစောင်းနေတဲ့မြန်မာနိုင်ငံရဲ့အဖို့တန်ရတနာလေးတစ်ပါးလို့တောင်ဖြစ်နေပါပြီလက်ရှိ USC ဝိုင်တန်အားလုံးရဲ့ချန်ပီယံဖိုင်တာတွေထဲမှာဘန်ကအသက်ငယ်ဆုံးချန်ပီယံဖိုင်တာအဖြစ်ရပ်တည်နေတာပါဒါအပြင်ပြည်ခဲ့တဲ့ဂျပန်ဖိုင်တာတက်ဆူရိုင်နာနဲ့ချန်ပီယံကာဝယ်ပွဲအပြီးမှာဘောင်းဖောက်ဘောင်းဆိုတဲ့ USC ဝိုင်တန်အားလုံးရဲ့အကောင်းဆုံးဖိုင်တာဆင်းမှာအဆင့်900တောင်တက်လန်းလာခဲ့တာလည်းဖြစ်ပါတယ်ဂျော်ရှွာဘန်အနေနဲ့မွေးရမြေမြန်မာနိုင်ငံကိုရမ်းချစ်ပြီးတန်ဖိုးထားတဲ့အတွက်မြန်မာနိုင်ငံကိုရမ်းပြန်ကျင်းနေပေမဲ့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကြောင့်ပြန်မလာနိုင်ဖြစ်နေရတာလည်းဖြစ်ပါတယ်